္ဂလာပါအောင်စောပိုင်း Real Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့မလ12ရက်2026ခုနှစ်နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးကိစ္စရပ်များသည့်အစည်းအဝေးရဲ့အဓိကအကြောင်းအရာတစ်ခုဖြစ်လာမယ်လို့ခန့်မှန်းထားတဲ့သတင်းကိုပြောပြပေးမှာပါမကြသေးမီကဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနသည်ဝါရှင်တန်မှာအမေရိကန်စီးပွားရေးဝန်ကြီးဌာနနဲ့တွေ့ဆုံခဲ့ပြီးအမေရိကန်ဘက်မှတင်သွင်းတဲ့အခွန်တိုးမြင့်မှုများကြောင့်ဂျပန်ကုန်ပစ္စည်းများထိခိုက်မှုမရှိစေရန်တောင်းဆိုခဲ့တာပါအဲ့ဒီအစည်းအဝေးမှာမော်တော်ကားလုပ်ငန်းစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနဲ့အရေးကြီးတပ်ထုအရင်းအမြစ်များအကြောင်းအရာများကိုလည်းပါဝင်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်ခင်ဗျာဒါအပြင်လုံခြုံရေးနဲ့နိုင်ငံရေးဆိုင်ရာကိစ္စရပ်များလည်းအစည်းအဝေးအရေးကြီးသောအစိတ်ပိုင်းတစ်ခုဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်အရှေ့တောင်အာရှဒေသမှာတင်းမာနေတဲ့နိုင်ငံရေးအခြေအနေများကြောင့်ဂျပန်နဲ့အမေရိကန်တို့ကပူးပေါင်းကာကွယ်ရေးမဟာဗျူဟာများကိုပုံမခိုင်မာစေရန်ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်းသတင်းတွေမှာဖော်ပြထားတာပါအထူးသဖြင့်ထိုင်ဝမ်အရေးကိစ္စနဲ့အာရှဒေသလုံခြုံရေးဆိုင်ရာမဟာဗျူဟာတွေကိုအနက်ရှိုင်းဆုံးဆွေးနွေးသွားနိုင်ကြောင်းမူဝါဒကျွမ်းကျင်သူများကသုံးသပ်ထားတာပါဆက်လက်ပြီးစွမ်းအင်လုံခြုံရေးနဲ့ကမ္ဘာစွမ်းအင်ဈေးကွက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုလည်းအရေးကြီးစွာဆွေးနွေးကြတယ်လို့သိရပါတယ်။ G7 နိုင်ငံများရဲ့ online စည်းဝေးမှာဂျပန်နဲ့အမေရိကန်တို့ပါဝင်မဟာမိတ်နိုင်ငံများကကမ္ဘာရေနံဈေးနှုန်းမတည်ငြိမ်မှုများကိုထိန်းချုပ်နိုင်ရန်စွမ်းအင်ရန်တိုးလောင်မှုများကိုထုတ်လွှင့်ရန်သဘောတူခဲ့ကြတာပါ။ဂျပန်ကတိုးလောင်ရေနံရဲ့တစ်စိတ်တစ်ပိုင်းကိုထုတ်လွှင့်မှာဖြစ်ပြီးအမေရိကန်ကလည်းတိုးလောင်ရေနံအများပြားကိုထုတ်လွှင့်ရောင်းချရန်စီစဉ်ထားကြောင်းသတင်းတွေမှာဖော်ပြထားတာပါ။ဒါကိုကြည့်မယ်ဆိုရင်ဂျပန်နဲ့အမေရိကန်တို့ကအစည်းအဝေးသည်ကုန်သွယ်ရေးလုံခြုံရေးနည်းပညာနဲ့စွမ်းအင်ကဏ္ဍများမှာကမ္ဘာနိုင်ငံရေးနဲ့စီးပွားရေးပေါ်အရေးပါတဲ့တက်ရောက်မှုများရှိလာနိုင်ကြောင်းသုံးသပ်ထားတာကိုသိရပါတယ်။နှစ်နိုင်ငံသည်ရှေ့လျားသောမဟာမိတ်ဆက်ဆံရေးများရှိနေပြီးအနာဂတ်မှာအာရှပစိဖိတ်ဒေသရဲ့တည်ငြိမ်ရေးနဲ့ကမ္ဘာစီးပွားရေးအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးချဲ့လှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့နိုင်ငံရေးစီးပွားရေးသုံးသပ်သူများကအခုလိုပြောပြထားတာဖြစ်ပါတယ်။ဆလဘီအရှေ့လေပိုင်းဒေသမှာဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုတွေကကမ္ဘာအာရုံစိုက်မှုအများဆုံးရရှိနေတဲ့သတင်းအကြောင်းပဲဖြစ်ပါတယ်။အီရန်၊အစ္စရေးနဲ့အမေရိကန်နိုင်ငံတို့ကြားစီးပွားရေးတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီးမစ်ဇိုင်းဒရုန်းတိုက်ခိုက်မှုများအပြန်အလှန်ဖြစ်ပေါ်နေတာပါ။အီရန်ဘက်မှမစ်ဇိုင်းများပစ်လွှတ်ခဲ့ပြီးအစ္စရေးဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုများပြန်လည်တိုက်ခိုက်ခဲ့တာပါ။ဒါအပြင်လက်ဘနွန်နိုင်ငံတွင်းရှိအချို့နေရာများမှာလည်းတိုက်ခိုက်မှုများကြောင့်လူအချို့များဒဏ်ရာရရှိခဲ့ကြောင်းသတင်းတွေထွက်ပေါ်နေတာပါ။အခုလိုစစ်ရေးအခြေအနေများကြောင့်ကမ္ဘာစွမ်းအင်ဈေးကွက်တွေလည်းတုန်ခါမှုများဖြစ်ပေါ်လာခဲ့တာပါအထူးသဖြင့်ကမ္ဘာရေနံတင်ပို့ရာအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ Strait of Hormuz ပင်လယ်လမ်းကြောင်းမှာသင်္ဘောတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးရေနံတင်သင်္ဘောအချို့ကလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားတာပါထိုအခြေအနေများကြောင့်ကမ္ဘာရေနံဈေးနှုန်းများမြင့်တက်ခဲ့ပြီးစီးပွားရေးအခြေအနေပေါ်တက်ရောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးကျွမ်းကျင်သူတွေကဆက်လက်ပြီးသုံးသပ်ထားတာပါနိုင်ငံရေးပိုင်းမှာလည်းအာရှနဲ့ဥရောပဒေသများမှာအစိုးရများရဲ့မူဝါဒအသစ်များနဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများပုံမတိုးတက်လာရန်ကြိုးပမ်းမှုများကိုတွေ့ရပါတယ်။ဥပမာအင်ဒိုနီးရှားနိုင်ငံကကမ္ဘာလုံးဆိုင်ရာအကျပ်တဲများကြောင့်စားနပ်ရိက္ခာနဲ့စွမ်းအင်လုံခြုံရေးကိုအားကောင်းစေရန်မဟာဗျူဟာများကိုအရှိန်မြင့်တင်ဆောင်ရွက်နေကြောင်းအင်ဒိုနီးရှားအစိုးရခေါင်းဆောင်များကထုတ်ပြန်ခဲ့တာပါ။ဆလဘီနီးပညာကဏ္ဍကိုပြောပြပေးပါမယ်။ဒီပညာကဏ္ဍမှာတော့အနာဂတ်စက်မှုလုပ်ငန်းများမှာအပြိုင်ဆိုင်ဖွံ့ဖြိုးတိုးတက်လာနေတာပါအထူးသဖြင့် Artificial Intelligence AI နည်းပညာကကမ္ဘာစီးပွားရေးနဲ့လုပ်ငန်းဝင်ပုံစံများကိုပြောင်းလဲစေနိုင်ခဲ့ပြီဖြစ်ပါတယ်အရေးကြီးတဲ့နည်းပညာတစ်ခုဖြစ်တဲ့ AI Intelligent Artificial AI နည်းပညာဟာအဆင့်မြင့်နည်းပညာတစ်ခုဖြစ်ပြီးလက်ရှိမှာကမ္ဘာလုံးဆိုင်ရာနိုင်ငံများပြားမှာလက်ရှိအသုံးပြုနေတဲ့ AI နည်းပညာမူဝါဒများလည်းပြောင်းလဲအသုံးပြုလာပြီဖြစ်ပါတယ်။အခုလို AI မူဝါဒနဲ့စီမင်းစနစ်များကိုပြင်ဆင်ဆောင်ရွက်နေကြတဲ့နိုင်ငံတိုင်းကလည်း AI နည်းပညာပေါ် Artificial Intelligence နည်းပညာကိုလက်ခံအသုံးပြုနေကြောင်းသိရပါတယ်ခင်ဗျာ။အခြားတစ်ဖက်မှာတော့သဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာသဘာဝအခြေအနေများကြောင်းသတင်းများထွက်ပေါ်နေတာပါ။အာနတိကဒေသမှာအလွန်ကြီးမားတဲ့ရေခဲတောင်ကြီးတစ်ခုဟာနှစ်ပေါင်းများစွာပင်လယ်ထဲမှာဖြစ်ပေါ်နေပြီးနောက်အခုချိန်မှာတော့အဲ့ဒီရေခဲတောင်ဟာအစိမ့်စိမ့်အမွှားမွှားကွဲထွက်သွားကြောင်းသုတေသနပညာရှင်များကပြောကြားထားတာပါအဲ့ဒီဖြစ်ရပ်ကကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့သုတေသနများအတွက်အရေးကြီးတဲ့သတင်းချက်လက်များကိုပေးစွမ်းနိုင်စမ်းဖြစ်တယ်လို့လည်းသိရပါတယ်
ဟုတ်ကဲ့ပါဒီနေ့ပြောပြပေးခဲ့တဲ့သတင်းတွေအားလုံးကိုတော့နိုင်ငံတကာသတင်း agency website များမှာကောက်နှုတ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်